တော်ရဲ့အခြေပြုကြံချက်ကိုကျွန်မရှိဘူးကြားပါမယ်ခေရှာယအနာဂတိကြအခန်းကြီး55ရှိကနေပြည့်တယ်ထာဝရဘုရားမိန့်တော်မူသည်ကငါဤအကြံစီတင်တို့ဤအကြံစီနှင့်မတူငါဤကျင့်သည်လေတင်တို့ဤအကျင့်နှင့်မတူမိုးကောင်းကင်၏မြေကြီးထက်သာ၍မြင့်ကဲ့သို့ငါဤကျင့်သည်လေတင်တို့ဤအကျင့်ထက်ကောင်းဤကြံစီငါဤကြံစီလေတင်တို့ဤအကြံစီကောင်းသာ၍မြင့်အကြံချက်ကတော့တင်ဤဖျားခင်ထာဝရဘုရားသည်ဖျားတို့ဤဖျားသခင်တို့ဤသခင်ကြီးမြတ်သောဖျားတကိုးနှင့်ပြည့်စုံ၍ကြောက်မက်တော်ဘုရားတရားဟောရကြ30နှစ်မှာပြထားပါတယ်ဒီနေ့ကျွန်မ God is big ဆိုတဲ့အကြောင်းလေးကျွန်မပြောချင်တယ်ပြောလိုက်တော့ခေါင်းစဉ်ကိုနားထောင်ကြည့်လိုက်တော့ Sunday school ကလေးတွေကိုသင်မလို့ပဲလူတိုင်းကတော့သိပဲဘာ God is big ဆိုရင်ကျွန်မတို့ကလူကြီးဖြစ်ပြီဆိုတော့သိတယ်ပေါ့နော်ဒါပေမဲ့ကလေးတွေကကြတော့မသိဘာလို့လဲသူတို့မမြင်ရအောင်ကျွန်မတို့လူကြီးတွေရောတကယ်မြင်ရသလားကျွန်မပြန်စဉ်းစားကြည့်အဲ့တော့ဒီအကြောင်းအရာလေးပဲပြောခင်ကျွန်မဘာတတိယလဲဆိုတော့ကျွန်မမနစ်ကCarnival Inspiration Cruise ကိုစီးဖို့ကျွန်မတစ်ခါပြောဘူးတယ်ကျွန်မတင်မောပေါ်မှာတက်သွားတဲ့အချိန်မှာတင်မောကိုကြည့်မှကျွန်မအရန်အော်ခဲ့တယ်တင်မောကအရန်ကြီးလုံးတဲ့အချိန်ကျတော့သူ့ပတ်ဝန်းကျင်မှာရှိတဲ့အရာအားလုံးကတသေးလေးပဲဖြစ်သွားတယ်တင်မောနဲ့မတူဘူးပေါ့နော်ဝင်လိုက်အိမ်လိုပဲဟိုတယ်တစ်ခုနဲ့ပုံပြီးမှတူတယ်ပေါ့6ခါလောက်ရှိတဲ့အိမ်ပေါ့အဲ့တော့တင်မောထွက်တဲ့အချိန်ကျတော့ဟိုထိပ်ပဲနဲ့ဒီဘက်ဟိုအဆိုဘက်မှမဟုတ်ရင်ဟိုသွားနေရလဲမသိအိမ်ထဲမှာနေရတယ်လို့ပဲဟိုအဲ့ဒါနဲ့တင်မောထွက်တော့ဟိုကအပြင်သွားကြည့်မယ်ပေါ့ပြင်နေတယ်ဆိုတော့ကျွန်မသွားချင်တယ်ဘာလို့လဲဆိုတော့ကျွန်မပြင်နေမကြိုက်ဘူးတကယ်တော့ကန်းချီလဲကျွန်မမကြိုက်ဘူးကျွန်မအဲ့တဲတွေရောတဲတွေနဲ့နေပူတာနဲ့လေဟိုစားငံရီလဲကျွန်မမကြိုက်ဘူးသူကမကြိုက်ဘူးဆိုတဲ့ဆိုင်ကျွန်မရီလဲတိတ်ပြီးတော့ကြောက်တာပုံများတယ်အရာကြောက်တယ်ကျွန်မအဲ့ဒါဆိုတော့တော့ကြည့်ရအောင်ဟိုကျေးဇူးရှင်တယောက်ကအရာတက်ကြွမှအနုမပါလေမတွားဘူးပေါ့ကျွန်မကြောက်နေပေါ့လေအေးအကုန်လုံးတွားမယ်ဆိုတော့တွားမယ်ပေါ့လေကျွန်မလည်းတွားပြီးမှကျွန်မကြည့်လိုက်တယ်တကယ်ပဲဟိုမျက်စိကဆုံးဘေးပတ်ဝန်းကျင်အားလုံးမှကြည့်လိုက်ရင်ဘာမှမရှိဘူးပင်လေကလွယ်လို့ကျွန်မတို့စာမှာဘယ်တော့တင်ရတယ်နော်ကုန်းကြီးရဲ့ထက်ပင်လေကပုံများတယ်တရားကရေကိုအရင်ဖန်ဆင်းပြီးမှအဲ့ရေကနေမှကုန်းကြီးပေါ်လာစေတယ်ဒါကျွန်မတို့ရဲ့အတိမှာပဲရှိတယ်ကျွန်မတကယ်ကြည်လိုက်တော့မျက်စိကဆုံးရေပြင်ကြီးပဲကျွန်မမြင်နေရတယ်ပေါ့ပတ်လဲမှာအဲ့မှာကျွန်မဘာခံစားရလဲဆိုတော့နံပါတ်1ဖန်ဆင်းရှင်ရဲ့လက်ရတော့ကျွန်မမြင်ရတယ်ပေါ့ဖျားခင်ကရေကိုဒီလိုဖန်ဆင်းခဲ့တယ်ပေါ့ဒီလိုရေတွေနဲ့ပြည့်နေတဲ့နေရာကိုကုန်းကြီးဆိုတော့ဘလို့ပေါ်လာစေဒါတွေအကုန်လုံးဖန်ဆင်းခြင်းကဘသူတွေအတွက်လဲပေါ့နော်ကျွန်မတို့အတွက်ပဲဆိုတော့ဟာကျွန်မပြန်စဉ်းစားမိတယ်အဲ့တော့ဖျားခင်ရဲ့ဖန်ဆင်းခံဖြစ်တဲ့အဲ့ဒီရေကအလောက်ကြီးကျမအိုးရလာအောင်ကြီးတဲ့ခုနတင်မိုးကြီးဆိုတာအဆက်တစ်စက်လောက်ပဲရှင်းကြည့်လိုက်ပင်လေဒီမှာတကယ်အဆက်တစ်စက်လောက်ပဲတိတ်လေးပဲဖြစ်သွားတာတင်မိုးကအဲကြောင့်မလို့လူတွေတီဆောက်ထားတဲ့အကြီးမားဆုံးဆိုတဲ့အရာတွေအားလုံးကသူတို့တီဆောက်ထားတဲ့အချင်းချင်းတိုင်းရှင်ပြီးပဲပြောလို့ရတယ်ဟာအကြီးမားဆုံးဟိုအမြင့်ဆုံးအဆောက်အဦဘသူကအခုဒူဘိုင်းကဟာအမြင့်ဆုံးဖြစ်ပြီးဘသူကအမြင့်သူတို့အချင်းချင်းပဲနိုင်ရှင်လို့ရတယ်အကြီးဆုံးဆိုတဲ့တင်မိုးတွေအကြီးဆုံးဆိုတဲ့ဘာညာတွေအားလုံးဒါပေမဲ့ဖျားခင်ရဲ့ဖန်ဆင်းခြင်းနဲ့ဖျားခင်ရဲ့လက်ရတော်နဲ့ရှင်လိုက်ရင်လူတွေရဲ့လက်ရစာလို့မှနိုင်ရှင်လို့မရပါဘူးအလုံးကိုတီးနေတဲ့အရာတွေပဲဖြစ်သွားတယ်ဖျားဖန်ဆင်းထားတဲ့အရာတွေနဲ့ရှင်လိုက်ရင်တော့မှဒီလောက်တီးနေတာဆိုရင်ဖျားဆိုဖန်ဆင်းရှင်ဖြစ်တဲ့ဖျားဘလောက်ကြီးမားတဲ့ဖျားဖြစ်တယ်ကျမတို့ကမျက်စိနဲ့မြင်ရတဲ့အရာကနှိုင်းရှင်ရတာလွယ်တယ်ကျမတို့လက်ခံရတာလည်းအရန်လွယ်တယ်မဖျားခါကြီးမားသောဖျားဖြစ်ပါတယ် God is big လို့ကျွန်မတို့ပြောလိုက်ဘလောက်ကြီးတယ်လဲဆိုတာမေးစရာရှိလူတွေကဘာလို့လဲဆိုတော့ဖျားကိုမြင်မှမမြင်ဘူးလားအဲ့တော့ဘလောက်ကြီးတယ်လဲကျွန်မတို့မြင်အောင်မကြည့်တတ်တဲ့အချိန်ကြရင်အဲ့ဒီမမြင်ရတဲ့ဖျားကကြီးမားတဲ့ဖျားဖြစ်တယ်ဆိုတော့ကျွန်တော်တို့မေ့သွားတယ်ကျွန်တော်တို့ဘဝမှာမေ့သွားတယ်ဖျားကြီးမားတယ်ဆိုရင်တချို့ကကျွန်တော်တို့ဖျားရှိတယ်ဆိုတာသိတယ်ဒါပေမဲ့ကြီးမားတဲ့ဖျားဆိုတာကိုမေ့သွားတယ်ဆရာပြောဘူးတဲ့ဖျားကိုတဲ့ကျမတို့ကတဲ့ vending machine လို့ပဲတတ်မှတ်တယ်ပေါ့နော် vending machine ဆိုကျမတို့ပတ်စံထည့်လိုက်တယ်ကျမတို့လူချင်တာနှိမ့်လိုက်ထွက်လာတယ်ပေါ့အဲ့တော့ဖျားကိုလည်းဖျားရေးကျမတို့အပတ်တိုင်းဖျားကြောင်းသွားတယ်ကျမတို့လူငွေလည်းကောင်းထည့်တယ်အခုကျွန်တော်ဒါကျွန်တော်ဖြစ်ချင်တယ်ဆိုလို့ခလုတ်လေးနှိမ့်လိုက်တာ
မထွက်လာဘူးတခါကြီးကြာထွက်လာကြတော့လေငါဒါလို့ဖြစ်တာငါဖျားเจ้าသွားလို့ငါအလူငွေထဲလို့အမတို့ကျွန်တော်တို့နှိပ်လိုက်လို့ခလုံးနှိပ်လိုက်လို့မှမထွက်လာရင်လည်းဘာဖြစ်လဲကျမတို့ဖျားကိုအပြစ်တင်တယ်ဟာငါတလောက်စုတောင်းတာငါတလောက်ဖျားเจ้าမှန်သွားတာငါတလောက်အတင်းတော်မှာဆက်ကတ်တာငါတလောက်လုပ်တာငါစုတောင်းနိုင်ကြတော့ဘာလို့မရဘူးဖျားကငါ့ကိုကြတော့ဘာလို့ပြန်မပြီးတယ်လဲဒါနဲ့ကျမတို့ကိုယ်ွယ်ဖျားကဘယ်နည်းမရှိဟုတ်ဖျားကိုကျမတို့အပေးအယူလုပ်လို့မရဘူးဖျားရဲ့အမှုတော်မြတ်မှာကျမတို့ဆက်ကတ်နေတာပါဝင်နေတာကတကယ်တော့ဖျားအတွက်ကျမတို့ထင်တယ်ဒါပေမဲ့ကျမဒီအကြောင်းတစ်ခါပြောပြတယ်ဖျားကကျမတို့အတွက်ကိုယ့်ဟာကိုယ်အတွက်လုပ်နေတာဖျားကစုထားပြီးတာချင်းချင်းကျမတို့ပြန်ပေးဖို့အတွက်ဖျားကစုထားပြီးတာဖြစ်ဖျားခင်ကသူ့ကိုတရားရာခိုင်နှုန်းယုံကြည်အားကိုးဖို့ပဲလုပ်ချင်တယ်ကျမတို့လူတွေကတရားရာခိုင်နှုန်းဖျားကိုဘလို့မှမပေးနိုင်ဘူးကိုလေးအားကိုးလဲရမှဟောဖျားလေးပြောထားတယ်ကိုအားကိုးရမယ်ငါတို့ကြိုးစားရမယ်တပိုင်းအဖြစ်လူကြိုးစားဖို့အများကြီးလိုတယ်ဒါပေမဲ့ကျမတို့ဘဝနဲ့ပတ်သက်လာရင်ကိုပဲကိုယ့်ဘဝကိုထိန်းချောင်းချင်တာအလုပ်ကြိုးစားတဲ့အပိုင်းကဒါခြားထိန်းချောင်းတဲ့အပိုင်းကိုကြည့်မယ်ဆိုရင်ကိုယ့်ဘဝမှာဆိုရင်ကိုပဲ big ဖြစ်တယ်ကိုယ့်ဘဝမှာဖျားကတတိလေးမှာပဲဟိုးကြောင်ထဲမှာကိုယ့်ဘဝမှာခုဆိုရင်လည်းငါဘယ်လိုလဲငါကိုပဲစဉ်းစားနေတာကိုပဲလုပ်နေတာကိုလိုချင်တာတွေအကုန်လုံးလုပ်ပြီးသွားပြီဆိုတဲ့အချိန်ကြမှာကိုအားလုံးစီမံပြီးသွားပြီဆိုတဲ့အချိန်ကြမှာဘယ်မှာလဲဖျားကငါ့ကိုဘာလို့ဘယ်လိုဖြစ်စီတယ်လဲကျမတို့လိုက်ရှာပြီးတော့ဖြစ်တယ်ဆူတောင်းနေဖျားကငါ့ကိုတကယ်တော့ဖျားကိုဒုက္ခရောက်စီသလားကိုဘဝမှာကိုကဖျားကိုအကြီးလို့မမြင်ထားဘူးဆိုရင်အကြီးမားဆုံးလို့မထင်ထားဘူးဆိုရင်ကိုအခုရင်ဆိုင်နေတဲ့ပြဿနာတွေကအရန်ကြီးတယ်ကိုရဲ့စိတ်တောကတွေကအကြီးကိုစိတ်တက်ကြတာလည်းအကြီးစိတ်တက်ကြတယ်ကိုစိတ်ညစ်ရင်လည်းအကြီးစိတ်ညစ်ပလိုက်တယ်ဒီငါဘယ်လိုလုပ်ရမလဲဒါလည်းငါဘယ်လိုရင်ဆိုင်ရမလဲငါဘယ်လိုဖြေရှင်းရတော့မလဲဆိုမှအကြီးပဲကျမတို့တွေးလိုက်တယ်ပေါ့နော်ကျမတို့ရင်ဆိုင်နေရတဲ့ခံစားနေရတဲ့ဖြစ်နေတဲ့အရာအားလုံးကဖျားတဲ့ပိုကြီးမားတယ်မနိုင်ရှင်တော့အောင်ကြီးမားတယ်အဲလူကရှစ်23မှာကြည့်မယ်ဆိုရင်တခင်ယေရှုနဲ့သူ့တပည့်တွေအကြောင်းပါတယ်အိုင်ဘက်ကိုကူးသွားတဲ့အချိန်မှာလီထွဲတဲ့အချိန်ကျတော့အမခရစ်တော်ကစီထဲမှာအိပ်ပျော်နေတဲ့ချိန်ကျတော့အဲ့မှာပဲဒီမုန်တိုင်းတွေတိုက်လာတယ်ဒီမုန်တိုင်းတွေတိုက်လာတဲ့ချိန်ကျတော့သူတို့တပည့်တော်တွေအရန်ကြောက်သွားတယ်အချင်းလိုပါလေဆိုတော့လူစီမကောင်းဝငါမှာအဲ့ဒါအမလီဖျားရင်ငါတို့တော့တေတော့မယ်ငါတို့လေနှစ်ပြီးတေတော့မယ်ဒီကဆက်ကြည့်ရင်တငါတဲ့ဆိုတော့တေနဲ့ဖက်ပြီးကြီးလာတာဘယ်အချိန်မှမုန်တိုင်းတိတ်မယ်ဘာဖြစ်မယ်သူတို့တီးပြီးသားပဲတဘောကများသောအဖြစ်ကတငါတဲ့တွေကိုပြီးတော့ငါတို့တော့လေနှစ်ပြီးတော့တေတော့မယ်လို့ပြောတာပေထုပဲဖြစ်မယ်လို့ကျွန်မစိတ်ထဲမှာရှိတယ်ကျန်းစာမှာမပြောပေမဲ့သူပဲစကားအရင်အပြောဆုံးဆိုတော့အမှဆောက်တီးရမြတ်ဖြစ်တယ်သူတို့အရင်ကြောက်သွားတယ်အဲ့တော့ယေရှုတို့လို့တဲ့သခင်ငါတို့တော့တည်တော့မယ်ဆိုပြီးអော်ကြတယ်အဲ့ဒီမှာယေရှုကထလာပြီးတော့တီနဲ့လှိုင်းတွေကိုဆုံးမလေတဲ့ယေရှုကဆုံးမပြီးတော့ဗာပြောလဲဆိုတော့မင်းတို့ရဲ့ယုံကြည်ခြင်းဘယ်မှာလဲလို့မေးတယ်အဲ့တော့ဒီလောက်လီပုံတိုင်းတိုက်နေတာတပည့်တော်တွေတောင်မှကြောက်လွန်းလို့တည်တော့မယ်ခရစ်တော်ဘာလို့အိပ်ပျော်နေလဲဘာလို့လဲခရစ်တော်ကမုန်တိုင်းတဲ့ပုံပြီးကြီးမားရဲ့ဖြစ်ပါတယ်ခရစ်တော်ကမုန်တိုင်းကခရစ်တော်ကိုမနိုးစေနိုင်ဘူး။ဘာဖြစ်လို့လဲ။ဒီကဘာကြီးကိုဖန်ဆင်းတော့ခရစ်တော်ပါပဲ။ကဘာကြီးကိုဖျားခင်နဲ့ဖန်ဆင်းခဲ့တယ်။ယောဟန်1ကဘာကြီးအဲ့ဒါအစအဆုံးကျွန်တော်တို့ပြန်ဖတ်ကြည့်တွေ့ရတယ်။အစဥမှာဒုက္ခပတ်တော်ရှိတယ်။အဲ့ဒီဒုက္ခပတ်တော်ကခတ်သိမ်းသောအရာတို့ကိုဖန်ဆင်းတယ်လို့ပြောတယ်။အဲ့ဒီဒုက္ခပတ်တော်မှာအသက်ပါတယ်။အသက်ပါတဲ့ဒုက္ခပတ်တော်ကလူစားကြီးခံရွေးခြင်းခရစ်တော်ဆိုပြီးဖြစ်လာတယ်။အဲ့တော့ခရစ်တော်ကသူဖန်ဆင်းထားတဲ့လီမုန်တိုင်းသူ့အတွက်ကြောက်စရာမဟုတ်ခဲ့ဘူးအဲ့ကြောင့်လို့သူအိတ်တောင်မပြတ်ဘူးအဲ့တော့ကျမတို့ကရောဘာတွေလဲဖျားသခင်ဖန်ဆင်းထားတဲ့လူတွေပဲဖြစ်တယ်အဲ့တော့ကျမတို့ရဲ့ဘဝမှာလဲကျမတို့ဒီလိုမျိုးဖြစ်လာတဲ့အချိန်မှာမုန်တိုင်းတိုက်လာတယ်လို့ဖြစ်လာတဲ့အချိန်မှာပိုပြီးကြီးမားတဲ့ဖျားရှိတယ်ဆိုတော့ကျမတို့မမေ့ဖို့လိုတယ်ကျမတို့မုန်တိုင်းကိုအာရုံစိုက်နေသလားဖျားစီခိုလုံနေသလားကျမတို့ရွေးချယ်ရတဲ့အပိုင်းရှိတယ်အဲ့တော့ကျမဓမ္မဟောင်းကျောင်းကဘုရင်တစ်ပါးအကြောင်းကိုကျမပြောပြချင်တယ်အဲ့ဒီအကြောင်းကိုကျမတို့စဉ်းစားပြီးမှပြန်ပြီးလေ့လာကြအောင်ရာဇဝင်ချုပ်ဒုတိယဆောင်ခန်းကြီး20ထဲမှာပါတယ်ဆိုတော့ဖြစ်တယ်အဲ့ဒီဘုရင်ကဘုရင်ယောရှဖတ်ဖြစ်တယ်သူကယူဒရှင်ဘုရင်ဖြစ်တယ်ပြီးတော့ဘုရင်တွေကိုစဉ်းစားကြည့်လိုက်ရင်သူတို့ဣသီလမှာမကောင်းတဲ့ဘုရင်ပုံများတယ်လို့ပဲဘိုးဘေးတို့ရဲ့ယုံကြည်ခြင်းကိုမလိုက်ဘဲနဲ့ဘလို့ဖြစ်တယ်စဉ်းစားကြည့်ပေါ့ဒါပေမဲ့အဲ့ဒီမှာထူးထူးခြားခြားပေါ့နော်ကောင်းတဲ့ဟာတွေထဲမှာရွေးလိုက်ရင်ယောရှဖတ်လည်းပါတယ်အဲ့တော့ယောရှဖတ်ကဖျားသခင်ကိုကြောက်ရွံ့နေဘုရင်ဖြစ်တယ်
အခန်းငယ်16မှာသူကပြောလဲဆိုတော့ပြည်သားတို့ကိုဘိုးဘေးတို့ဤဖျားသခင်ထံတော်တို့ပြန်စီတော်မူ၏တဲ့အဲ့တော့အဲ့စကားလေးကိုပြန်ကြည့်လိုက်ရင်အဲ့ဒီတုန်းကပြည်သားတွေကဖျားသခင်ကိုမေ့စပြုနေတယ်သူတို့ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ဖျားတွေနောက်ကိုသူတို့လိုက်နေဒါပေမဲ့ဒီဘုရင်ရဲ့ယုံကြည်ခြင်းအပြင်ပြည်သားတွေကိုဖျားသခင်စီကိုပြန်လာစေတယ်တဲ့အဲ့တော့သူ့လက်ထက်မှာတပီလုံးဖျားသခင်ကိုပြန်ပြီးယုံကြည်တော့ယုံကြည်ခြင်းအယံပြန်ပြီးတော့ခိုင်ခန့်အဲ့ကျမတို့ဘဝမှာစဉ်းစားကြည့်မယ်ဆိုရင်ကျမတို့ဟာဟုတ်ပြီယုံကြည်ခြင်းနဲ့အယံပြေးဝလာပြီအယံကိုယုံကြည်ခြင်းခိုင်မာလာပြီဆိုရင်တတိထားပါလာတော့မယ်မုန်တိုင်းလာတော့မယ်စာရမဏကတိုက်တော့မယ်အဲ့တော့တပီတော့အယံငြိမ်းချမ်းပြီးယုံကြည်ခြင်းမှာလည်းအယံအားကြီးလာတာ ਨੇ 20အခန်းငယ်1မှာပါလိုက်ဆိုတော့အခန်းငယ်20မှာမောဘအမျိုးအာမုံအမျိုးသားတို့ဤဣဒုမျိုးသားနှင့်တကွယောရှဖတ်ကိုစစ်တိုက်နေချီလာ၏သူ့ကိုစစ်တိုက်ဖို့ပြင်ဆင်နေကြတယ်သူ့ကိုစစ်တိုက်ဖို့ပြင်တာအဖွဲ့တစ်ဖွဲ့တည်းမဟုတ်ဘူးသုံးဖွဲ့ပေါင်းပြီးမှသူ့ကိုစစ်လာတိုက်တော့မယ်တဲ့အလုံးအရင်နဲ့စစ်ချီလို့ပြင်ဆင်နေတယ်အဲ့တော့ကျွန်မခိုးရအရင်ကတပတ်ကလည်းသူတို့ရဲ့စစ်တိုက်တဲ့အကြောင်းပြောပြီးပြီသူတို့နိုင်ငံအဲ့ဒီခေတ်အခါကစစ်တိုက်တယ်ဆိုတာရှိတဲ့မြို့ကိုဝိုင်းလိုက်ရင်စစ်နိုင်တာပဲအဲ့ရလူတွေမထွက်နိုင်တော့ငတ်ပြတ်တော့မယ်အဲ့ချိန်ကျမှဝင်ချပဲပြီးပြီအခုလည်းအဲ့လိုပဲသုံးဖွဲ့ဝိုင်းထားပြီဆိုတော့ယောရှဖတ်ဘုရင်ကဘုရားခင်ကိုမယုံကြည်ဘူးလားယုံကြည်တယ်ဒါပေမဲ့ तू လူဖြစ်တဲ့အတွက်ကြောင့်အယမ်းကြောက်သွားတယ်အယမ်းကြောက်သွားတာ ਨੇ तू ဘာလုပ်တယ်လဲငါတို့စစ်ပြန်တိုက်စို့ဆိုပြီးတော့စစ်သားတွေကိုခေါ်လက်နဲ့တွေစုစည်းသလားကျမတို့ပြန်ကြည့်အောင်အခန်းငယ်9မှာဗိမာန်တော်တိုင်းရှိမှာတဲ့ယူဒပြည်သူပြည်သားယေရုရှလင်မြို့သားအားလုံးစုဝေးနေတဲ့ပြိတ္တအလယ်မှာရက်တယ်တဲ့ရက်ပြီးတော့စုတောင်းတယ်သူဘလို့စုတောင်းမလဲကျမတို့စစ်ငါတို့တော့အကြီးကျယ်ခံရတော့မယ်သူများတွေငါတို့လာတိုက်ဖို့လာနေပြီငါတို့ပြင်စီစို့ဓာတ်လက်နဲ့တွေအကုန်ထုတ်သူအဲ့လိုမပြောသူဘလို့စုတောင်းတယ်လဲဆိုတော့ကျမတို့ဒီနေ့ဆင်ခြင်ကြည့်ရအောင်အဲ့တော့ကျမတို့ဘဝမှာကျမတို့တိုက်ပွဲကိုရင်ဆိုင်ရတော့မယ့်အချိန်ကြရင်ကျမတို့ဘာအရင်လုပ်တင်တယ်လဲကျမတို့ဘလို့ပုံစံနဲ့ရင်ဆိုင်ဟာခုတော့ငါတော့ဒုက္ခပဲငါတို့လိုလုပ်ရတော့မယ်ငါဟိုလိုလုပ်ရတော့မယ်ကျမတို့အရင်စဉ်းစားသလားအခုဖယားသခင်ကအခုသူရင်ဆိုင်နေရတဲ့ဒီရန်သူသုံးဖွဲ့ဒီတိုက်ပွဲထဲမှာပိုပြီးကြီးမားတဲ့ဘုရားဆိုတော့သူနံပါတ်1သူအကျွင့်မဲ့သူယုံကြည်တယ်အငယ်73မှာသူနဲ့အတူယူဒလူတွေအားလုံးကတာမယားသူငယ်နဲ့တကွတယ်အဲ့ဒါတာမယားသူငယ်ဆိုတာနဲ့ဒါတိုင်းပြည်လုံးပါပြီအားလုံးမှာထာဝရဘုရားခင်ရှိမှရပ်ပြီးတော့ဆုတောင်းတယ်တဲ့သူရဲ့ဆုတောင်းချက်ကိုပါပြန်ကြည့်ရအောင်ဆိုရင်ဘုရားခင်တဲ့ဘုရားခင်ဟာကောင်းကင်ဘုံရဲ့အရှင်ဘုရားခင်ဖြစ်ပါတယ်တပါးအမျိုးသားတိုင်းနိုင်ငံရှိသမျှကိုလည်းအစိုးရတဲ့ဘုရားဖြစ်ပါတယ်ဘယ်သူမှမတားဆီးနိုင်တော့အောင်ခွန်အားတကူကြီးမားတဲ့ဘုရားဖြစ်တယ်မဟုတ်ဘူးလားကျွန်တော်တို့အခုနေနေတဲ့ဒီပြည်ကြီးမှာကျွန်တော်တို့မနေခင်တော့ကရှိနှင့်ပြီးသားလူတွေကိုနှင်ထုတ်ပြီးတော့အာဗြဟံရဲ့သားမြေးတွေဖြစ်တဲ့ကျွန်တော်တို့ကိုပေးခဲ့တဲ့ဘုရားမဟုတ်ဘူးလားကျွန်တော်တို့စီရောက်လာတဲ့ဓာဘေးတွေမွတ်သိချင်းဘေးတွေကာလနာတွေရောက်လာတိုင်းကျွန်တော်တို့ရဲ့အိုဟစ်တံကိုအမြဲတမ်းနားထောင်ပြီးမှကယ်ခဲ့ပါလေတဲ့အခုလာတိုက်ဖို့ပြင်နေတဲ့ဟိုသုံးဖွဲ့ကအရင်တုန်းကတနာစီကကျွန်တော်တို့ဘေးမှာရှိနေတဲ့အကောင်ကျွန်တော်တို့သွားတိုက်မယ်ဆိုတော့ကဖျားကခွင့်မပြုခဲ့သွားမတိုက်နဲ့တဲ့ထားလိုက်ပါတဲ့ဖျားကအဲ့လိုပြောလို့ကျွန်တော်တို့ကဖျားရဲ့စကားကိုနားထောင်ပြီးမှသူတို့ကိုမတိုက်ခဲ့ပါဘူးတဲ့အခုဒီကောင်လေးကျွန်တော်ကိုလာပြီးရန်စနေပြီတဲ့ကျွန်တော်တို့ကိုတိုက်ဖို့လာနေပြီတဲ့ကျွန်တော်တို့ကိုနှင်ထုတ်ဖို့ပြင်ဆင်နေကြတယ်ဖျားခင်ဂတိတော်ထားတဲ့ပြည်ကနေကျွန်တော်တို့ကိုနှင်ထုတ်ဖို့အကြီးအကျယ်လို့ပြင်ဆင်နေပြီတဲ့ကျွန်တော်တို့တလောက်များတဲ့ရန်သူတွေကိုတိုက်ခိုက်တားဆီးဖို့လုံးဝမတတ်နိုင်ပါဘူးဘလို့လုံးရမယ်ဆိုတော့ကျွန်တော်တို့မသိတော့ပါဘူးကိုတော်ကိုပဲမျောလင့်နေပါလေဆိုတော့အဲ့ဒီလေဆုတောင်းဘလောက်ကောင်းလိုက်တဲ့ခေါင်းဆောင်လေးဆိုအဲ့မှာကျွန်တော်တွေ့ရသူ့ရဲ့ဆုတောင်းချက်ကိုပြန်ချုပ်ကြည့်လိုက်နံပါတ်1သူ့ရဲ့ဖျားခင်ဟာဘလို့ဖျားလဲသူ့ကိုဘလို့ကြီးစုတွေပြုတ်ခဲ့ပြီလေသူတို့ဣတိလမျိုးတွေကိုဘလို့လမ်းပြခဲ့ပြီလေဘလို့ကဲထုတ်ခဲ့ပြီလဲဆိုတာကိုသူနံပါတ်1ချင်းမွားနဲ့ခွန်အားယူနံပါတ်2အနေနဲ့သူ့ရဲ့ဖျားခင်ဟာကြီးမားတဲ့ဖျားဖြစ်တယ်တကိုးတော့ကြီးမားတဲ့ဖျားဖြစ်တယ်ဆိုတော့သူလုံးဝအုပ်ပုံတန်တန်မရှိပဲနဲ့သူယုံကြည်ရဆွဲကြောင်းကိုသူပြန်ပြီးမှ confirm လုပ်တယ်နံပါတ်3ချက်ဒီရန်သူတွေကိုတိုက်ဖို့ဒီတိုက်ပွဲကိုသူရင်ဆိုင်ဖို့အတွက်တားဆီးဖို့အတွက်သူ့စီမှာလုံးဝပေါ်အားမရှိဘူး तू မတတ်နိုင်ဘူးဘလို့လုံးရမှာဆိုလဲ तू မသိဘူး तू ဟာ powerless ဖြစ်တယ်ဖျားရှိမှ तू ဟာဘယင်ဖြစ်ပေမဲ့
လုံးဝတကူအာနာမရှိတဲ့လူကြောင့်ဘာမှမတတ်နိုင်တဲ့လူဖြစ်တယ်ဆိုပြီးပြောတယ်နံပါတ်4အချက်အနေနဲ့ကတော့ဘုရားသခင်ကိုညှော်လိုက်ပါလေလို့ဆုတောင်းတယ်အဲ့တော့ကျမတို့ဘဝမှာဒီလိုမျိုးတိုက်ပွဲရင်ဆိုင်ဖို့ရှိတဲ့အချိန်မှာကျမတို့အဲ့ဒါလို့ဆုတောင်းမလားကျွန်တော်တို့ပြန်စဉ်းစားကြည့်အောင်ကျမတို့တစ်ခုခုရင်ဆိုင်ရရင်ကျမတို့ကြီးစုတော်တွေကိုနံပါတ်1ပြန်ရည်တော့ကျမတို့တယောက်စီရဲ့ဘဝမှာဘုရားငါဘဝမှာဘာမှလုပ်ပေးဘူးဘာကြီးစုတော်ချီးမွမ်းဖို့မရှိဘူးဘာမှမြည်သူရောက်ပြီးဘာငါလဲဆိုတော့ပြီစဉ်းစားကြည့်ပါအများကြီးပေါ်လာအဲ့ဒါတွေတစ်ခုပြီးတစ်ခုကျမတို့ပြန်ချီးမွမ်းဖို့ပြန်ရည်တော့ဖို့စိတ်ထရနေမဟုတ်ဘူးကျမတို့ပါဇက်ကနေချီးမွမ်းဖို့ကျမတို့လုပ်တယ်တယောက်စီရဲ့အများလည်းမဟုတ်ဘူးတယောက်စီကိုယ့်ရဲ့မိသားစုပြီးကိုယ့်ရဲ့တမျိုးလုံးကိုဖျားခင်ဘလို့လမ်းပြခဲ့တယ်ပြီးနံပါတ်ချက်အဲ့ဒီကြီးမားတဲ့ဖျားကိုကျမတို့လုံးဝတန်တရားမရှိဘဲနဲ့ယုံဖို့လို့ပြီးတော့နံပါတ်3ချက်ငါတတ်နိုင်တယ်ဆိုတော့ဟုတ်ဖျားရှိမှကျမတို့ဟာဘာမှမဟုတ်ဖျားကျမရင်ဆိုင်နေရတယ်ကျွန်တော်ရင်ဆိုင်နေရတဲ့ဒီဟာကျွန်တော်တကယ်လုံးဝမတတ်နိုင်တော့ပါဘူးကျွန်တော်တကယ်မသိပါဘူးကျွန်တော်တို့အဲ့လိုဖျားဟုတ်ဖျားကျွန်တော်ကတော့ဒီလိုလုံးမယ်ခုလိုလုံးမယ်ဒီလိုဖျားငါရကတည်းကဆာစုနာအေးဘသူ့ကိုကြီးတောင်းလိုက်မယ်ခုလိုလုံးလိုက်မယ်မဟုတ်ဘူးစိတ်ကိုတီးနေအောင်ထားဖျားကိုပဲကျမတို့ဘာမှမလုပ်နိုင်ဘူးဆိုပြီးလက်တော်ထဲမှာအဖို့လိုတယ်ဖျားခင်ကိုပဲမျှော်လင့်ဖို့လိုအပ်တယ်အဲ့တော့သူတို့အဲ့လိုဆုတောင်းလိုက်တဲ့ချိန်မှာဘာဖြစ်လာလဲအခန်းငယ်14-15မှာထာဝရဘုရားရဲ့ဝိညာဉ်တော်ကပရိသတ်အလယ်မှာရှိနေတဲ့လေဝိအမျိုးသားယဟာဇီလပေါ်မှာတက်ရောက်တယ်ချစ်ချင်းမဲ့ဝိညာဉ်တော်အလုံးလုံးတယ်အဲ့တော့ဘုရားခင်ကသူ့ကနေအစင်ပါပြောတယ်အဲ့ဒီရန်သူအလုံးအရင်းကိုမကြောက်နဲ့စိတ်မပြတ်နဲ့စစ်မှုဒီတင်တို့အတာမဟုတ်ငါအတာဖြစ်၏မနဲ့ပြန်စစ်ချီသွားပါတဲ့ချစ်ချင်းမဲ့ဝိညာဉ်တော်ကအဖြစ်ပေးတယ်ကျမတို့ကကိုယ့်ဘာကိုရှောက်လုံနေဘာဝိညာဉ်တော်မှမပြောတော့ရဲ့ချိန်ကြပါစပိတ်ပြီးကြည့်နေဦးမှာအဲ့တော့ဝိညာဉ်တော်ချစ်ချင်းကျမတို့ကိုတုံ့ပြန်ဖို့အတွက်ကျမတို့ခုန step တွေကိုကျမတို့ကြော်သွားလို့မရဘူးကိုယ့်ဘာကိုအရင်ရှောက်လို့ပြီးမှဖျားရည်လို့လုပ်လို့မရဘူးအရင်ဦးဆုံးကျမတို့အနံ့ရမယ်အပိုင်းအများကြီးရှိတယ်အဲ့တော့ယုံကြည်ခြင်းအပြည့်နဲ့သူတို့ဆုတောင်းပြီးမှဖျားလက်မှာအနံ့လိုက်တာဟာဝိညာဉ်တော်ချစ်ချင်းအလုံးလုံးတာဘာဖြစ်လဲဒီတိုက်ပွဲကမင်းတို့ရဲ့တိုက်ပွဲမဟုတ်ဘူးတဲ့ငါရဲ့တိုက်ပွဲဖြစ်တယ်ဒီနေ့ကျမတို့ဘဝမှာပါရင်ဆိုင်နေရတယ်လေအဲ့ဒီတိုက်ပွဲကမင်းရဲ့တိုက်ပွဲမဟုတ်ဘူးဖျားသခင်ရဲ့တိုက်ပွဲဖြစ်တယ်ကျမတို့ရင်ဆိုင်လိုက်တဲ့အရာတွေကျမတို့ကြုံတွေ့နေရမယ်မုံတိုင်းတွေကိုယ့်ဘာကိုရင်ဆိုင်နေကိုယ့်ဘာကိုတိုက်တယ်အဲ့တော့ကျမဘဝမှာဖြစ်ဘူးလေကျမမောင်လေးမူရည်ဆေးဝါဆွဲတော့ကျမအမေနဲ့ကျမဘဝမှာလေသူ့ကိုဒီမူရည်ဆေးဝါဘဝကနေဘယ်လိုလုပ်ရမလဲဘဝမှာလေအဲ့တလောက်ကြီးမားတဲ့မုံတိုင်းကျမမရှိခဲ့ဘူးအဲ့ဒီဟာကိုလေကျမဘဝမှာအကြီးဆုံးလို့ထင်ခဲ့တာကျမအခုစဉ်းစားကြည့်ရင်ရှက်ဖို့ကောင်းတယ်ဖျားကိုပူကြည့်တယ်လို့ကျမလုံးဝတတိမရအောင်အဲ့တော့ကဘလို့လုံးဝနေတူကဆုတော့တောင်းနေတာပဲဒါပေမဲ့ဖျားလည်းပါမအပ်ဘူးအမေနဲ့ကျမကိုယ့်ဘာကိုရှောက်လုပ်နေတာအမေကကျမပြောပြဘူးတယ်သူမတက်ဘူးတဲ့ကျန်းစာတင်ကြောင်းဗမာပြည်မှာနာမည်သာပြောလိုက်သူမတက်ဘူးတဲ့နေရာမရှိဘူးအကုန်လုံးတက်ဘူးတဲ့ဆေးရုံပြောလိုက်ပါဆေးရုံတကရောက်ဘူးတဲ့ကျမတို့တတ်နိုင်တာတွေရှောက်လုပ်နေတာဖျားကိုကြီးမားတယ်လို့ကျမကိုယ်တိုင်မထင်ခဲ့ဘူးကျမအဲ့ဒါပြန်ပြီးမှဆင်ချင်မိတယ်ယောရှဖကသူတလောက်ရင်ကြီးမားတဲ့ရန်သူတွေရင်ဆိုင်ဖို့စစ်ချီဖို့ပြောလာတဲ့အချိန်မှာဖယားကဒါဟာငါရဲ့တိုက်ပွဲဖြစ်တယ်ဆိုပြီးတော့ပြောလိုက်တယ်အဲ့ချိန်မှာဒါပေမဲ့ဖယားသခင်ကလုံရမယ်လိုက်နာရမယ်အချက်ကလေးတွေလည်းပြောထားတာရှိနေတယ်ဖယားဗလိုင်းကြီးတော့မလုပ်ဘူးနံပါတ်1ကပါလဲမင်းတို့စစ်တိုက်စရာအကြောင်းမရှိဘူးနံပါတ်2ကကြီးစွာမတ်တက်ရပါတဲ့လုံးဝနောက်ပြန်လှည့်နေနံပါတ်3ထာဝရဘုရားရဲ့ကယ်တင်တော်မူခြင်းကျေးဇူးကိုကြည်နေပါနံပါတ်4ချက်မကြောက်နဲ့နံပါတ်5စိတ်မပြတ်နဲ့အဲ့ဒီ5ချက်ကိုလိုက်နာပါတဲ့အဲ့ဒီ5ချက်ကိုတော့လိုက်နာပါတဲ့ဒီစကားကိုပဲဘုရားသင်သည်ကျမတို့ကိုပြောနေတယ်ကျမတို့ရင်ဆိုင်စရာမလိုဘူးဆိုရင်ကျမတို့ရဲ့ယုံကြည်ခြင်းမှာကျမတို့မြဲမြဲရပ်နေဖို့လိုတယ်ပြန်နောက်မဆုတ်ဖို့နောက်ပြန်မလှည့်ကြည့်ဖို့မတွန့်ဆုတ်ဖို့လိုတယ်ပြီးတော့ထာဝရဘုရားရဲ့ကယ်တင်တော်မူမဲ့အကြောင်းအရာကိုကျမတို့ကြိုတင်ပြီးချီးမွမ်းဖို့လိုတယ်ပြီးမှချီးမွမ်းတာမျိုးမဟုတ်ဘူးကြိုတင်ပြီးကျမတို့ချီးမွမ်းနေဖို့လိုတယ်ဘာဘဝမှာဘာရင်ဆိုင်ရမလဲဘာမှမကြောက်ပါနဲ့စိတ်တမကြောက်ပါနဲ့ဒီနေ့ကျမတို့ကိုဘုရားသခင်စကားပြောနေပါတယ်အဲ့တော့ဘု
ရားသခင်ကအရန်ကြီးမားတဲ့ဘုရားဖြစ်တယ်ဆိုတော့ကျမတို့ဘဝအားဖြင့်လည်းကျမတို့မြင်နိုင်မှာဖြစ်တယ်အဲ့တော့ယောရှဖတ်ကဘုရားသခင်စအဲ့ဒီစကားကိုကြားရပြီးနောက်မှာတော့သူကစစ်ချီဖို့ပြင်ဆင်နေတဲ့သူ့ရဲ့စစ်ချီတဲ့ပုံစံကထူးခြားတယ်ဘာလို့လဲဆိုဘုရားကစစ်တိုက်ကိုမင်းဖို့ဘူးငါလို့ပြောလိုက်ကြတယ်သူကဗာလဲစစ်သားတွေလက်နက်တွေသူမပြင်ဆင်ဘူးအခန်းငယ်27မှာဘုရားသခင်ရဲ့ဂုဏ်ကြီးစုတော်ကိုချီးမွမ်းမဲ့တခြင်းတွေကိုတိုက်ရရှိမှခံထားတယ်တချင်းဆိုပြီးစစ်ပွဲထွက်ဖို့ပြင်ဆင်တာကိုတွေ့ရတယ်။အဲ့တော့ကျမတို့ဣတိလသမိုင်းကိုကြည့်လိုက်မယ်ဆိုရင်သူတို့စစ်ပွဲကိုသူတို့တိုက်ပြီးနိုင်တာရှိပေမဲ့ unusual ပေါ့။ဒါကလုံးဝဘယ်သူကတချင်းဆိုပြီးစစ်တိုက်တာဒီကဘာမှာတွေ့ဘူးမလဲ။ဒီဣတိလတွေလည်းရှိတယ်။ဒါသူတို့သမိုင်းမှာပဲရှိတယ်။ဟိုးစစ်တိုက်ရဲ့ရှေ့ဆုံးမှာတချင်းတွေနဲ့တချင်းအရင်ဆိုပြီးသူတို့တွားလိုက်တယ်တဲ့။အဲ့တော့သူတို့တချင်းဆိုပြီးမှကျေးဇူးတော်ချီးမွမ်းပြီးတွားလိုက်တော့ဘာဖြစ်လဲဆိုတော့ခုနရဲ့ရန်သူသုံးဖွဲ့อ่ะထုံးစံအတိုင်းအချင်းချင်းချပြီးအားလုံးတည်သွားတယ်သူတို့စစ်မြေပြင်ကိုရောက်သွားတဲ့အချိန်မှာဘာတကောင်တမီးမှမရှိတော့အသေးကောင်တွေပဲအသေးကောင်တွေပဲရှိတယ်တဲ့အဲ့တော့ရန်သူတွေခြံထားတဲ့တံဖိုးကြီးတဲ့အရာတွေပဲသူတို့ကောက်ရတယ်ပေါ့နော်အဲ့ဒီဟာတွေလိုက်ကောက်တာတော့မှ3ရက်ကြာတယ်တဲ့ဘလောက်များတယ်လဲဆိုရင်တရက်ထဲတော့မကုန်နိုင်ဘူးအဲ့တော့သူတို့ကအဲ့ဒါ3ရက်လောက်အဲ့ဒါတွေအကုန်လုံးကောက်လာပြီးမှသူတို့ဗိမာန်တော်တွေလာပြီးမှစုယုံပြီးမှစောင်းတွေတရောတွေတဘိုးတွေတီးပုတ်ပြီးမှကျေးဇူးတော်ကိုချီးမွမ်းကြတယ်လို့ပြောတယ်အဲ့တော့တခြားတိုင်းနိုင်ငံတွေကလေတဲ့အဲ့ဒါကိုကြားရပြီးမှဘုရားခင်ကိုကြောက်ရွံ့ကြတယ်တဲ့သူတို့ကိုစစ်တော်ရုံမတက်ရတော့ဒီကောင်တွေမလွယ်ဘူးဘုရားခင်ကိုကြောက်ရွံ့ကြတယ်ဘုရားသခင်ရဲ့ကြီးမားခြင်းကိုသူတို့အားဖြစ်တာပေါ့သူတို့သာမြင်ရတာပေါ့ဘေးပေါက်ပြီးချင်တာတိုင်းနိုင်ငံတွေမြင်ရတယ်အဲ့တော့ကျမတို့ဘဝမှာကျမတို့ဒီလိုရင်ဆိုင်ရတဲ့အချိန်မှာကျမတို့ကစိတ်တက်ကြတတ်တယ်တစ်ခါနှစ်ခါသုံးလေးငါးခါဆိုတော့မဖြစ်တော့ပါဘူးကျမတို့ကစိတ်တက်ကြတယ်ညံ့နေတခုခုရင်ဆိုင်ဖို့ဆိုရင်ကျမတို့ကကြောက်တယ်အဲ့တော့ဘုရားခင်ကိုကျမတို့ယုံကြည်ခြင်းနဲ့ဆုတောင်းလိုက်တဲ့အချိန်မှာဝိညာဉ်တော်ကနေကျမတို့ကိုလာတယ်အဲ့ဒါကကျမတို့ပြန်ပြီးမှတီးဆိုချီးမွမ်းရတဲ့ခွန်အားကိုပြန်ပြီးတော့ပေးမှဖြစ်တယ်အဲ့တော့ခုနပြောသူဒါကတဘာဝဖြစ်စဉ်မဟုတ်ဘူးတဘာဝလုံဖြစ်စဉ်ဖြစ်တယ်အဲ့တော့ကျမတို့စဉ်းစားကြည့်ရင်ကျမတို့ဘလောက်ဝမ်းနေကြည်ပွဲနေဆိုကျမတို့ဒီတချင်းဆိုတယ်ကျမတို့အတုပမှာကျမတို့တချင်းဆိုတယ်မြင့်ရည်နဲ့လေကျမတို့တချင်းဆိုတယ်ဒါမတူပါဘူးဒါကကျမတို့အယံကိုတော်လွန်းလို့တတ်လွန်းလို့ဆိုနိုင်တာမဟုတ်ဘူးဝိညာဉ်တော်ဆိုတဲ့ဟာကျမတို့ကိုခွန်အားပေးလို့ကျမတို့ဒီနေ့ဒုက္ခရောက်နေလဲကျမတို့ဆိုနိုင်တယ်ဝမ်းနေနေလဲကျမတို့ဆိုနိုင်တယ်ဖြစ်တယ်ကျမတို့ယုံကြည်သူရဲ့အသက်တာဒီလိုမျိုးအသက်တာဖြစ်ဖို့လိုတယ်အခက်ခဲတွေကြုံလာတဲ့အချိန်မှာပို့ပြီးမှဂုဏ်တော်ကိုချီးမွမ်းပြီးကျေးဇူးတော်ကိုချီးမွမ်းလိုက်ပါအော်ဘွေရတွေ့လာမှာဖြစ်ပါတယ်ယောရှဖတ်ရဲ့ဖြစ်စဉ်ကိုကျမတို့ကြည့်လိုက်ရင်သူ့အတွက်မျှော်လင့်ချက်ဆိုတာလုံးဝမရှိတဲ့အခြေအနေမှာဖြစ်တယ်အဖွဲ့၃ဖွဲ့တောင်မှပေါင်းပြီးတိုက်ခိုက်တာဟာသူ့အတွက်နိုင်တယ်လည်းမရှိပါဘူးလူအနေနဲ့စဉ်းစားကြည့်မယ်ဆိုရင်တော့သွားပြီးတေယုံပဲရောက်တော့စီစံအနေပေါ့ဒီပြောမယ်ဆိုရင်အခုကျမတို့ပတ်စံလေးကြည့်မယ်ဆိုရင်လူဘလောက်များလာတယ်ပဲပြောနိုင်ငံတနိုင်ငံရဲ့အစိုးရနဲ့ကျမတို့ရင်ဆိုင်ရတဲ့အချိန်မှာကျမတို့ကမျှော်လင့်ချက်မရှိဘူးဒါပေမဲ့ကျမတို့ဘယ်သူ့ကိုပဲမျှော်လင့်လဲဘုရားသခင်ကိုပဲမျှော်လင့်တယ်ဘုရားသခင်ကိုပဲမျှော်ကြည့်ပြီးမှကျမတို့စူးစမ်းနေတာဖြစ်တယ်အဲ့တော့ယောရှဖတ်ကသူ့ရဲ့ယုံကြည်ခြင်းပြည်သူပြည်သားတွေရဲ့ယုံကြည်ခြင်းကိုကျေးဇူးတော်ကိုပြန်ရည်တွက်ခြင်းနဲ့သူကပြန်ပြီးတော့ခိုင်ခန့်စေတယ်ဘုရားရဲ့ကြီးမားတဲ့အကြောင်းကိုသူတို့ပြန်ပြီးပြင်ဆင်ပြန်ပြီးမှဆင်ခြင်ပြီးမှဘုရားစီမှာအနံလိုက်တယ်ဘုရားခင်စီမှာပဲမျှော်လင့်လိုက်တာဖြစ်ပါတယ်သူတို့စစ်နိုင်သွားတယ်သူတို့စစ်နိုင်သွားတယ်လို့လာပြောတာစစ်ကိုတစ်ချက်မှမတိုက်လိုက်ရအောင်ဓာတ်လေးတောင်မှမထုတ်လိုက်ရအောင်ကြည်စံကလေးတစ်ချက်တောင်မှဖောက်လိုက်ရအောင်ခုခေတ်နဲ့ပြောမယ်ဆိုရင်ပစ္စည်းတွေသွားသိမ်းပြီးပြန်လာရတာပဲရှိတယ်ပြောချင်တာကဂျေဇုတော်တွေအများကြီးကိုသိမ်းပိုက်ပြီးမှပြန်လာရတာပဲရှိပါတယ်ဒါမဲ့ဘာဖြစ်လဲရှေ့တန်းမှာကစစ်တယ်ချင်းတယ်ရှိတယ်အဲ့တော့ကျမတို့ဟာကြီးမားတဲ့ဖျားလက်ထဲမှာအနံ့ဖို့အတွက်လိုပါတယ်အဲ့တော့ကျမတို့ကဖျားခင်စီတို့ဘာလို့ချီးမွမ်းနိုင်လဲမကြောက်ဘူးလားဟုတ်ဘူးဖျားစီကကတိကိုတို့အရင်ရပြီးပြီဒီစစ်ကမင်းတို့ရဲ့စစ်မဟုတ်ဘူးငါရဲ့စစ်ဖြစ်တယ်စစ်ချီသွားပါဆိုရင်ဖျားရဲ့ကတိရှိပြီးသားဖြစ်တဲ့အတွက်ကြောင့်တို့ကကတိတော်ပေါ်မှာယုံမှားတရားမရှိတဲ့အတွက်ကြောင့်မလို့ရဲဝံ့စွာချီးမွမ်းတယ်
ဒီနေ့ကြားစာမကြည့်နိုင်ကျမတို့ကိုဖျားခင်ပေးထားတဲ့ဂတိတွေအများကြီးရှိတယ်ဒါပေမဲ့ကျမတို့ကတစ်ခါကြိုင်ဘာမှမယုံဘူးအကုန်လုံးမိလိုက်တယ်ဒုက္ခရောက်တာလည်းမိပြီဖျားဘာပြောထားမှလည်းမသိတော့မဟုတ်ဘူးအဲ့ဒီဂတိတော်တွေကိုကျမတို့ကိုလည်းပေးနေတယ်ကျမတို့လည်းရနေပြီးသားဖြစ်တယ်အဲ့တော့အဲ့ဒီဂတိတော်တွေမှာကျမတို့ပြန်ပြီးမှယုံကြည်ပြီးမှကျမတို့လိုအပ်တယ်ကျမတို့ကဖျားကိုကြီးမားလို့ဖျားကိုကဆုတ်ကြိုက်ထားတယ်လို့ကျမတို့ကခံယူပြီးတော့တက်ရှင်ကိုကဆုတ်ကြိုက်ထားနိုင်တဲ့ဖျားဆိုရင်ကျမတို့စဉ်းစားလိုက်ကြည့်ဘလောက်သေးတဲ့ဖျားလဲဆိုတာကိုကဖျားကိုကိုပုံစံနဲ့တူအောင်ကိုလိုချင်တဲ့ဝင်နဲ့ဝင်အောင်ဖျားကိုကဖန်တီးထားတာဖျားဆိုတာဘယ်လိုဖြစ်ရမလဲဆူတောင်းတဲ့ချိန်မှာပေးရမယ်ဒုက္ခရောက်တဲ့ချိန်မှာကယ်ရမယ်ဆိုတော့ကိုယ့်ရဲ့ဝင်ထဲမှာကိုဖန်တီးထားတဲ့ဖျားသေးကလေးအဲ့တော့ကျမတို့ကြောင်းမှာခုန God is big ဆိုတဲ့ချင်းလေးကျမတို့တင်ပေးတယ်အဲ့တော့အဲ့ဒီချင်းကိုကလေးတွေတင်ပေးနေဆိုရင်းနဲ့ကျမတချင်းတော့အရန်ရှည်တယ်ကျမအစအဆုံးမပြောအဲ့ chorus အပိုက်လေးကိုကျမပြောပြကြည့်အဲ့ဒီ chorus အပိုက်ကဘာလဲဆိုတော့တကယ်လို့တဲ့ဖျားသခင်ဆိုတာတဲ့အရန်ကြီးမားတဲ့ဖျားဖြစ်တယ်ဒါပေမဲ့မေတ္တာမရှိတဲ့ဖျားတာဖြစ်နေဆိုရင်ဒီနေ့ကျွန်တော်တို့ကယ်တင်ခြင်းရမှာမဟုတ်ဘူးတဲ့ကယ်တင်ခြင်းဆိုတာလည်းရှိလာမှာမဟုတ်ဘူးတဲ့တကယ်လို့တဲ့ဖျားသခင်ဟာတတိလေးဖျားတာဖြစ်နေဆိုရင်တဲ့ကျမတို့ဘဝမှာဒီကဘာကြီးမှာ miracle ဆိုတာဖျားရဲ့အောက်အိုးပွေရတကိုးတော်ဆိုတာမြင်ရမှာမဟုတ်ဘူးတဲ့အဲ့ဒီချင်းလေးကိုကျမဆိုတဲ့အချိန်မှာကျမစိတ်ထဲမှာအရာကိုမှပြန်ပြီးမှကျမကို remind ပြန်လုပ်ပေါ့ဒီနေ့ကျွန်တော်တို့ကိုးကွယ်နေတဲ့ဖျားခင်ကအရန်ကြီးမားပြီးမှချစ်ချင်းမေတ္တာနဲ့ပြည့်ဝတဲ့ဖျားဖြစ်တယ်သူ့ကိုယုံကြည်တဲ့သူတွေရဲ့အသက်တာကိုအောက်အိုးပွေတကိုးတွေနဲ့သူ့ရဲ့တည်ရှိနေကြောင်းကိုဉာဏ်ဝါချင်းမြင်တွေ့စေတဲ့ဖျားဖြစ်တယ်တဲ့အဲ့တော့ဒီနေ့ကျမတို့ကဖျားကိုဆုတ်ကြိုက်ထားတယ်လို့ထင်ရင် Your God is small ငါတောင်းတာငါပေးတယ်ငါဖြစ်ချင်တဲ့အတိုင်းဖြစ်ရတယ်ဆိုရင် Your God is small သေးတယ်ဖျားအဲ့တော့ဖျားသေးလေးကိုကျမတို့ကြိုက်ထားတဲ့ရွှေတော့ကျမတို့ဘဝမှာဘယ်တော့မှဖျားရဲ့ miracle မြင်ရမှာမဟုတ်ဘယ်တော့မှရှိတာမှာမဟုတ်ဖျားရဲ့တည်ရှိနေခြင်းကိုလည်းကျမတို့မြင်ရမှာမဟုတ်ဘူးတက်တည်လည်းဖြစ်မှာမဟုတ်ဘာဖြစ်လို့လဲဆိုတော့လူကလေကိုယ့်အကိုအရန်ယုံတာကျွန်တော်တို့ပဲကြိုင်ထားချင်တာဖျားမကြိုင်နဲ့ကျွန်တော်ပဲကြိုင်ထားမယ်ဖျားကြိုင်ထားရင်လွတ်လိုက်မှာကျွန်တော်ကြိုင်ထားကိုသိချတယ်ဆိုပြီးတော့ကြိုင်ထားချင်မဟုတ်ဘူးဒီနေ့ကျမတို့ကကြီးမားတဲ့ဖျားရဲ့လက်ထဲမှာရှိနေတာအဲ့ဒါဘလောက်လုံခြုံတယ်လဲအဲ့ဒါကိုကျမတို့သတိရရအောင်ကျမတို့ကိုစုပ်ကြိုင်ထားတာဖျားဖြစ်တယ်ကျမတို့ကဖျားကိုစုပ်ကြိုင်ထားတာမဟုတ်ဘူးကျမတို့ကစမ်းစာမှာပါတဲ့အိုးဘွယ်ဖျားကျမတို့ရဲ့တိုင်ပင်ဘက်ဖျားတကူကြီးတဲ့ဖျားအဲ့ဒီထာဝရအဖငြိမ်သက်ခြင်းအရှင်ရဲ့လက်ထဲမှာကျမတို့ရှိပါတယ်ကျမတို့ဘာတွေကိုကြောက်အောင်လဲကျမတို့ဘာတွေကိုတွန့်ဆုတ်စရာရှိအောင်လဲကျမတို့ဘာတွေစိတ်သက်ကြောက်အောင်လဲဘာတွေကျမတို့တွေးဝေနေအောင်လဲကျမတို့ဘာတွေပဲကြုံရကျမတို့ကိုလက်လွတ်မဲ့ဖျားမဟုတ်ဘူးကျမတို့ဒါကြိုင်ထားရင်တော့လူဆိုရင်လက်လွတ်မှာတခုဖြစ်တာနဲ့ကမ္ဆိုင်အဲ့လက်လွတ်လိုက်ပြီပဲအဲ့ဒါဖျားလက်ထဲမှာရှိနေတယ်ဖျားကျမတို့ကိုဘယ်တော့မှလက်လွတ်လိုက်မဲ့ဖျားမဟုတ်ဘူးဒါမဲ့တခုရှိတယ်ကျမတို့ဂျေဆုကိုချီးမွမ်းဖို့လိုတယ်ခုနလူကာတွေကတပည့်တော်ကိုကြည့်မယ်ဆိုရင်မုံတိုင်းကျမှသူတို့အရန်ကြောက်တယ်ဒါပေမဲ့ဖျားကအဲ့ဒီမုံတိုင်းကိုမငြိမ်စေဘူးလားငြိမ်စေတယ်ကျမတို့ငြိမ်စေတယ်ဒါမဲ့ဖျားသူပါပြောတယ်မင်းတို့ယုံကြည်ခြင်းပဲမှာလေတဲ့အဲ့တော့ကျမတို့ဘဝမှာဖြစ်လာရင်ဖျားကကျမတို့အရန်ချစ်တဲ့အတွက်ကြောင့်လို့ကျမတို့ဘဝကိုပြန်ငြိမ်ချမ်းစေပါပဲပြန်ပြီးမှဒီမုံတိုင်းကိုငြိမ်သက်စေမယ်ဒါပေမဲ့ကျမတို့ကိုသူပြန်မေးမယ်မင်းရဲ့ယုံကြည်ခြင်းဘယ်မှာလဲလို့ကျမတို့ပြန်မေးလိမ့်မယ်ဖျားဘာဖြစ်လို့လဲဒီမုံတိုင်းကြားထဲမှာကျမတို့ကမတ်တက်မရက်နေနိုင်ဘူးနောက်လှည့်ကြည့်တယ်တွေးဝေးတယ်ကြောက်လို့ပဲတပည့်တော်လေးអော်နေတာလေငါတို့တည်တော့မယ်လို့អော်နေတာဂျေဇုတော်ကိုကျမတို့မချီးမွမ်းကျမတို့ရဲ့ခံစားရတဲ့ဖျားသခင်ရဲ့ဂျေဇုတော်ကိုတစ်ခုပြီးတစ်ခုချီးမွမ်းပြီးမှဖျားသခင်ကြီးမားကြောင့်ကိုအရင်ချီးမွမ်းလိုက်ဘဝမှာတစ်ခုခုဖြစ်ပြီးဆိုတော့ အကြီးကျယ်အရင်ချီးမွမ်းပါဖျားခင်ငေါ့ဒီကနေလွတ်မြောက်စေလိမ့်မယ်ဆိုတဲ့ဟာကိုအရင်ခုအယူချီးမွမ်းကြိုတင်ပြီးမှကျေးဇူးတော်ချီးမွမ်းဖို့လိုတယ်ကျမတို့ကအမြဲတမ်းပြောင်းပြန်ပဲအားလုံးပြီးမှကြည်ကျူးခရစ်ကွန်ဆယ်တော်ခရစ်ဆောင်တဲ့နေရာမှာ
ရှိကွန်ဘူးတော့လိုတယ်မရှိကွန်နဲ့လို့မပြောကျေးဇူးတော်ချီးမွမ်းမှာဒါပေမဲ့ရင်ဆိုင်နေရတဲ့ပြဿနာအစမှကြိုတင်ပြီးချီးမွမ်းလက်တော်အပ်တာဟာပို့ပြီးမှကျမတို့ရဲ့ယုံကြည်ခြင်းကိုတက်တည်ပြတာကြားတယ်အဲ့ချိန်ကျရင်တော့ဖခင်မိရဲ့ယုံကြည်ခြင်းပဲမှာလဲလို့ကျမတို့မေးတော့သူတည်သွားတယ်ဖခင်ရဲ့လက်ထဲမှာကျမတို့ကလုံခြုံမှုရှိတယ်အဲ့ဒီချိန်မှာတန်ရှင်းသောဝိညာဉ်တော်ကျမတို့ကိုလမ်းပြမှာဖြစ်ပါတယ်ယောရှဖတ်မင်းကြီးကတော့ဖခင်ကိုကျေးဇူးတော်ချီးမွမ်းပြီးမှချီတက်သွားတာသူမတိုက်လိုက်ရဘူးသူကျေးဇူးတော်ကိုဖွေပိုက်ပြီးမှသူပြန်လာရတယ်ဒီကနေ့ကျမတို့ရဲ့ခံစားရတဲ့ကျေးဇူးတော်တွေကိုကျမတို့ရည်တွက်ချီးမွမ်းပြီးမှဖခင်ဟာအယံကြီးမားတဲ့ဖခင်ဖြစ်ပါတယ်ကျမတို့မျက်စိနဲ့မမြင်ရပြီပဲကျမတို့ဘလောက်လုံခြုံမှုရှိတယ်အဲ့ဒါလေးကိုကျမတို့တယောက်စီတိုင်းရဲ့အသက်တာမှာကျမတို့တက်တည်ထူနေကျမတို့ရဲ့ပတ်ဝန်းကျင်ကလူတွေကိုလည်းကျမတို့တက်တည်ထူဖို့ကြိုးစားသွားကြပါစို့တယောက်စီတိုင်းမှာဖြစ်တဲ့ကောင်းချီးပါအာမင်